အာနာဂုံသတင်းကြွယ်ဝချမ်းသာမှုထိုရာလေးနဲ့ပြည်စုံနေသူကတော့ပင်လယ်ဓမြဘရင်ကြီးဂိုးရော်ဂျာပဲဖြစ်ပါတယ်။တနေ့တော့သူဟာရေတက်ကဖမ်းဆီးခြင်းကိုခံရပြီးတော့လူများမြင်ကွင်းရှိမှာပဲကုမြတ်ချင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့သူမသေးခင်ပြောခဲ့တဲ့စကားကြောင့်ကဘာကြီးဟာအပြောင်းလဲကြီးတစ်ခုနဲ့ကြုံတွေ့ရပါတော့တယ်။俺の財宝か。人から喋るな。欲しけりゃくれてやる。探せ。この世のすべてをそこに置いてきた。ဒါရရတနာတွေလားမင်းတို့လူချင်းရစေရမယ်ရှာကြပင်လယ်ကြီးရဲ့တနေရာမှာငါအကုန်လုံးကိုထားခဲ့တယ်လို့နောက်ဆုံးစကားအနေနဲ့ပြောခဲ့ပါတယ်။ဒီစကားဟာကဘာတဝန်းကိုအလင်းအမြန်ပြန့်နှံ့သွားပြီးတော့တကဘာလုံးမှာရှိတဲ့လူတော်တော်များများဟာပင်လယ်ဓမြဘရင်ကြီးရဲ့ယတနာ The One Piece ကိုရှာဖို့အတွက်ပင်လယ်ထဲကိုအပြိုင်ရက်လွင့်ကား The Great Pirate Era ကြီးကိုစတင်ခဲ့ပါတယ်။တာယာတဲ့မနိုင်ခင်လေးတစ်ခုမှတော့ဇိမ်ခံသမောတစ်စီးကရေဝဲကြီးတစ်ခုဘေးကနေဖြတ်သွားနေရပါတယ်။ထိုအချိန်ကုန်းမပေါ်မှာရှိနေတဲ့သမောသားနှစ်ဦးကလည်းပင်လယ်ထဲကိုငေးကြည့်ရင်းနဲ့သမောနာကတ်လာတဲ့စီပါကြီးတစ်ခုကိုသတိထားမိခဲ့ပါတယ်။အဲအချိန်သမောအတွင်းပိုင်းကလည်းပါတီတစ်ခုကျင်းပနေပြီးသမောရဲ့ကပတိန်ဖြစ်သူကရေဝဲကြီးဟာသမောကိုမထိခိုက်နိုင်လို့မစိုးရိမ်ဖို့ခီးတဲ့ရက်ကိုရှင်းပြနေခဲ့ပါတယ်။အပြင်မှာရှိနေတဲ့သမောသားတွေကလည်းပင်လယ်ထဲမှာရှိနေတဲ့စီပိုင်းကြီးကိုဝိုင်းစီပိုင်းကြီးအထင်နဲ့ဆယ်ယူနေခဲ့ပါတယ်။ဆယ်ယူပြီးဖွင့်ကြည့်ချင်တော့မျက်နှာသေးခင်မှာပဲရွက်တိုင်ထိပ်မှာရှိနေတဲ့သမောသားတစ်ဦးကပင်လယ်ဓမြသမောကိုမြင်ကအလန်တကြားနဲ့ကုန်းမပေါ်မှာရှိနေတဲ့သမောသားတွေကိုလမ်းအောင်ပြောနေခဲ့ပါတယ်။ထိုအချိန်မှာပဲပင်လယ်ဓမြသမောကြီးဟာအမြောက်နဲ့စတင်ပစ်ခတ်လာပါတယ်။အဲအချိန်ခဝဝရုပ်ဆိုးဆိုးနဲ့ပင်လယ်ဓမြသမောရဲ့ကပတိန်ဖြစ်သူအယ်ဇီကာကသူ့ရဲ့တကိုင်းစာလောက်ရှိရဲ့အဖွဲသားလေးကိုဘီကိုဒီပင်လယ်ပြင်မှာအလားဆုံးကဘဒူလဲဆိုပြီးတော့မေးလိုက်ပါတော့တယ်။ကိုဘီကလည်းဒီပင်လယ်ဓမြသမောကြီးရဲ့ခေါင်းဆောင်တခင်မကြီးအယ်ဇီတာဆိုပြီးတော့စိတ်အလိုချပြန်ဖြေပေးလိုက်ရပါတယ်။တခင်မကြီးအယ်ဇီတာကလည်းကိုဘီရဲ့အဖြစ်ကိုဘလူးပြုံးပြုံးပြီးတော့သဘောကျနေခဲ့ပါတယ်။ထိုအချိန်မှာပဲပင်လယ်ဓမြတွေဟာဇိမ်ခံသမောကြီးရဲ့ရွက်တိုင်ကိုအမြောက်နဲ့လမ်းပစ်ပြီးတော့ချိုးလိုက်ပါတော့တယ်။ထိုအချိန်ကျခုနကသမောသားလေးတွေဆယ်ယူထားတဲ့စီပိုင်းကြီးဟာလည်းဇိမ်ခံသမောကြီးရဲ့ဝမ်းပိုက်ထဲမှာရှိနေတဲ့မိဖို့ကြောင့်လည်းလက်ဆင်းသွားပါတော့တယ်။ထိုအချိန်ဇိမ်ခံသမောပေါ်မှာလည်းမင်းကလေးတူကခိုးကြောင်ခိုးဝနဲ့တခုခုလုပ်ဖို့ကိုကြိုးစားနေခဲ့ပါတယ်။အဲအချိန်ပင်လယ်ဓမြသမောကြီးဟာဇိမ်ခံသမောနာကိုကတ်လာပြီးတော့ပင်လယ်ဓမြတွေကလည်းကြိုးရည်နဲ့တွေ့ပြီးတော့ဇိမ်ခံသမောပေါ်ကိုတက်လာခဲ့ပါတယ်။ကိုဘီကတော့ကြိုးနဲ့ခုန်ကူးအောင်မှကြောက်နေရကြောင်းတခင်မကြီးအယ်ဗီတာကပဲစူပုတ်ချင်းမောင်းကဒေါ်လာထွတ်နဲ့ကိုဘီဟာဇိမ်ခံသမောကြီးပေါ်ပိတ်ကန်လိုက်ပါတယ်။အဲအချိန်ကိုဘီနောက်ကနေပြီးတော့တခင်မကြီးအယ်ဗီတာကလည်းဇိမ်ခံသမောပေါ်ကိုဝတ်ကြလာပါတော့တယ်။ဇိမ်ခံသမောကြီးရဲ့အတွင်းပိုင်းထဲမှာလည်းပင်လယ်ဓမြတွေကဟူးဝါးတွေစလုံနေပါပြီ။ခုခံမှုစူးစမ်းတဲ့လူတွေအကုန်လုံးကိုဝူးရှူးဝါးတွေဖြစ်ကုန်မယ်ဆိုပြီးတော့အခြေအနေတွေကရှုပ်ထွေးနေခဲ့ပါတယ်။ဒါပေမဲ့ကိုဘီကတော့ဘဒူးမှမရှိရဲ့မိဖို့ကြောင့်လည်းကိုပဲရောက်သွားခဲ့ပြီးတော့ခုနကလိတ်ဆင်းလာတဲ့စီပိုင်းကြီးကိုဆက်စုဖို့လုပ်နေပါတော့တယ်။အခုလိုရှုပ်ထွေးနေတဲ့အခြေအနေတွေရဲ့တစ်ဖက်မှာလည်းခုနကခိုးချောင်ခိုးဝါးနဲ့မင်းကလေးကပင်လယ်ဓမြသမောစီကိုကျိုးနဲ့ခုန်ကူးသွားပါတော့တယ်။သမောအတွင်းပိုင်းထဲကိုဝင်ဖို့လုံနေတဲ့အချိန်မှာပဲသမောတွေကထွက်လာတဲ့ပင်လယ်ဓမြနဲ့တွေ့ပြီးတော့တီးပြီးလိုက်ရပါသေးတယ်။တစ်ဖက်မှာလည်းကိုဘီကဝိုင်းစီပိုင်းကြီးကိုမိဖို့ကြောင့်လည်းကလိမ့်ပြီးတည်သွားဖို့လုပ်နေပါတော့တယ်။ဒါပေမဲ့အခြားပင်လယ်ဓမြ၃ယောက်နဲ့တွေ့ပြီးတော့ဝိုင်းစီပိုင်းကြီးကိုတခါတည်းဖောက်တောက်ဖို့လုပ်ပါတော့တယ်။ပင်လယ်ဓမြတစ်ယောက်ကအဖုံးကိုလက်သီးနဲ့ထိုးပြီးတော့ဖောက်ဖို့လုပ်နေချိန်မှာပဲစီပိုင်းအဖုံးကွဲထွက်ပြီးတော့ကောက်ရုပ်အုပ်ထုပ်ဆောင်းထားတဲ့ကောင်လေးတယောက်ထွက်ပေါ်လာပါတော့တယ်။ရုပ်တရက်ထွက်ပေါ်လာတဲ့ကောက်ရုပ်အုပ်ထုပ်ကောင်လေးရဲ့လက်သီးကခုနကအဖုံးဖွင့်ဖို့လုပ်နေတဲ့ပင်လယ်ဓမြရဲ့မျက်နှာကိုထိမိပြီးတော့ပင်လယ်ဓမြနဲ့လဲကျသွားပါတော့တယ်။ကြံနေတဲ့ပင်လယ်ဓမြတွေကလည်းဘသူလဲဘယ်ရတယ်လုံနေပေမဲ့ကောက်ရုပ်အုပ်ထုပ်နဲ့ကောင်လေးကတော့ကိုဘီကိုပိုက်စားလို့အစားတော့တွေဘယ်မှာရှိလဲပဲမေးနေခဲ့ပါတယ်။အဲဒါကြောင့်ပင်လယ်ဓမြတွေကလည်းတိုက်ခိုက်ဖို့လုပ်ပေမဲ့ကောက်ရုပ်အုပ်ထုပ်ကောင်လေးရဲ့လက်ချက်ကြောင့်သူတို့ဓာတ်တွေပဲကျိုးသွားခဲ့ရပါတယ်။ပင်လယ်ဓမြတွေကလည်းကြောက်ကြောက်နဲ့ဘဒူးကြီးလဲဆိုပြီးတော့မေးကမှာကောက်ရုပ်အထုပ်နဲ့ကောင်လေးကသူကမန်ကီဒီလူဖီဖြစ်ကြောင်းနဲ့တွေ့ရတာဝမ်းသာကြောင်းတွေပြောနေခဲ့ပါတယ်။ပင်လယ်ဓမြ၃ယောက်ကတော့ကြောက်လက်နှကြားနဲ့ပြေးထွက်သွားခဲ့ရပါပြီ။ထိုအချိန်ကိုဘီကလည်းလူဖီကိုဒီတင်မောပေါ်နဲ့အမြန်ထွက်ပြေးဖို့နဲ့နောက်ထပ်ပင်လယ်ဓမြတွေရောက်လာရင်အန်ရရှိနေကြောင်းကိုပြောနေပေမဲ့လူဖီကတော့သူပိုက်စာလာပိုရေးကြီးကြောင်းကိုပြောကအစားအစာအနှံ့ရတဲ့စီကိုဘီတားနေရကြပဲထွက်သွားပါတော့တယ်။ထို့နောက်စားတောက်တွေထားတဲ့စတူခန်းထဲကိုရောက်ကလူဖီကအစားတောက်တွေကိုရှယ်စားရင်းနဲ့ကိုဘီနဲ့လည်းစကားဆံပြီးပြောနေခဲ့ပါတယ်။လူဖီကကိုဘီဟာအယ်ဗီတာတို့ရဲ့အဖွဲ့ဝင်လားဆိုပြီးတော့မေးမြန်းခဲ့ပါတယ်။ကိုဘီရဲ့ပြောကြားချက်အရတနေ့သူငားမြဖို့ကမ်းခြေကနေလေတစည်းပေါ်တက်လိုက်ပေမဲ့ငားဖမ်းလေမဟုတ်ပဲကသနာကြပြီးပင်လယ်ဓမြလေပေါ်တက်မိခဲ့တာပါ။ဒီလိုနဲ့ပဲအဖမ်းခံရပြီးတော့နှစ်ကြာလေးအထိပင်လယ်ဓမြတမောပေါ်မှာတောက်တူမရခိုင်မဲ့လုံးနေခဲ့ရတာပါ။လူဖီကတော့မနေချင်းထွက်ပြေးဖို့ပြောနေပေမဲ့ကိုဘီကတော့သခင်မကြီးအယ်ဗီတာကနေထွက်ပြေးဖို့ကြောက်နေခဲ့တာပါ။အကြောင်းထုံကိုသိရပြီးတော့လူဖီကလည်းမင်းကငါကြောက်ပဲမင်းလွတ်ကောင်တွေကိုငါသဘောမကျဘူးဆိုပြီးတော့ဒေကြီးပြောချလိုက်တာပါ။တစ်ဖက်မှာလည်းပင်လယ်ဓမြတွေကသူတို့ရဲ့ပင်လယ်ဓမြသမောဘော်ကိုတိုက်ရပါပစ္စည်းတွေကိုကျိုးနဲ့တည်ယူနေကြပြီးတော့ခုနခိုးကြောင်ခိုးဝဲနဲ့ကောင်မလေးကလည်းပင်လယ်ဓမြတွေစီကနေရတနာတွေကိုပြန်ခိုးယူနေခဲ့ပါတယ်။ခုနကလူဖီနဲ့တွေ့ခဲ့တဲ့ပင်လယ်ဓမြတွေကလည်းသူတို့ကြုံတွေ့ခဲ့ရတော့တခင်မကြီးအယ်ဗီတာနဲ့ရှင်းပြရင်စကားမှားပြီးတော့အယ်ဗီတာကိုဘလူးကြီးလို့ခေါ်မိရကြောင်းကျုံးခံလိုက်ရပါသေးတယ်။တစ်ဖက်မှာကိုဘီကလည်းလူဖီလိုမျိုးသူတာစီပိုင်းနဲ့ဝင်ပြီးတော့ထွက်ပြေးရဲမယ်ဆိုရင်သူလှုပ်ချင်တာတခုရှိကြောင်းကိုပြောပြီးလူဖီကဘာလို့ပင်လယ်ထဲထွက်လာတာလဲဆိုပြီးတော့မေးခဲ့ပါတယ်။လူဖီကလည်းပင်လယ်ဓမြဘယင်ဖြစ်ဖို့ဆိုပြီးတော့ပြန်ဖြေခဲ့ပါတယ်။ကိုဘီကအရန်နေအံ့အားသင့်ကပင်လယ်ဓမြဆိုလို့ရှိရင်မင်းရဲ့အဖွဲ့သားတွေကဗမာလဲပင်လယ်ဓမြဘယင်ဆိုတာတကဘာလုံးကိုပိုင်တဲ့လူကိုပြောတာဆိုလိုတာကအာနာဂုံတင်ကြွယ်ဝချမ်းသာမှုထိုအရာတွေအားလုံးကိုပေးနိုင်တဲ့ One Piece ဆိုတဲ့ယတနာကြီးကိုရှာမှဖြစ်မှာတကဘာလုံးမှာရှိရဲ့ပင်လယ်ဓမြတွေကထိုအရာကြီးကိုရှာနေကြတာ
အဲ့ဒါကြောင့်လုံးဝမဖြစ်နိုင်ဘူးဆိုပြီးလူဖီကိုဘူးခံညင်းနေလို့လူဖီကတစ်ချက်တော့ထိုးပေးလိုက်ပါသေးတယ်ကိုဘီကဘာလို့ထိုးရလဲလို့ပြီးတော့ထိုးချင်လို့ထိုးတာကွာဆိုပြီးတော့ဒဲကြီးပြန်ပြေးလိုက်ပါတယ်ပြီးတော့မှလူဖီကအဖွဲသားတွေကရှာနေတော့ပဲဖြစ်နေတာမဖြစ်နိုင်တာတွေကငါဂယူးမဆိုင်ဘူးငါဆုံးဖြတ်ချက်ချပြီးပြီအဲ့အတွက်ငါသေရဲ့အထိတိုက်ဆိုလဲတိုက်မှာပဲလို့ပြန်ပြောလိုက်ပါတယ်ထိုစကားတွေကိုကြားပြီးတော့ကိုဘီကလည်းသူ့မှာအိမ်မက်တစ်ခုရှိပြီးတော့သူကရေတက်ထဲဝင်ပြီးတော့လူဆိုးတွေကိုဖမ်းချင်တာဖြစ်ကြောင်းနဲ့ဒါဟာသူကလေးဖွာတဲ့အိမ်မက်ဖြစ်ကြောင်းကိုလူဖီကိုပြောပြနေခဲ့ပါတယ်သူတို့စကားတွေကောင်းနေတော့မှပဲတခင်မကြီးအယ်ဗီတာကရောက်လာခဲ့ပါတယ်လူဖီနောက်ကနေပြီးတော့ပင်လယ်ဓမြတွေကလည်းအပေါက်ကိုပိတ်ထားလိုက်ပါပြီတခင်မကြီးအယ်ဗီတာကလူဖီကိုတစ်ချက်ကြည့်ပြီးတော့မင်းကြီးရတဲ့ပင်လယ်ဓမြကြေးသားမဟုတ်ဆိုလိုတော့မဟုတ်တော့ဘူးလို့ပြောကကိုဘီကိုဒီပင်လယ်ပြင်မှာအလားဆုံးကဘဒူလဲဆိုပြီးတော့မေးလိုက်ပါတော့တယ်ကိုဘီပြန်မပြေသေးခင်မှာပဲလူဖီကတခင်မကြီးအယ်ဗီတာကိုလက်ညှိုးထိုးကဒီခေါဝဝရိုးစိုးစိုးနဲ့ဖတီးမကြီးကဘဒူလဲဆိုပြီးတော့မေးလိုက်ပါတော့တယ်ထိုစကားကြောင့်ကိုဘီနဲ့အခြားပင်လယ်ဓမြတွေကလည်းလန့်ဖြတ်ကုန်ပါတော့တယ်ထို့နောက်ခင်မကြီးအယ်ဗီတာဟာဒေါသထွက်တဲ့နဲ့စတင်တိုက်ခိုက်ပါတော့တယ်ထို့နောက်လူဖီလည်းကိုဘီကိုဆွဲပြီးကုန်းမဘော်ကိုခုန်တက်သွားခဲ့ပါတယ်ကုန်းမဘော်မှာရှိနေတဲ့ပင်လယ်ဓမြတွေကလည်းလူဖီကိုဝိုင်းပြီးတော့တိုက်ခိုက်လာခဲ့ပါတယ်လူဖီလည်းပင်လယ်ဓမြတွေအရန်များအားကြောင့်ကုန်းမဘော်မှာပတ်ပြေးနဲ့ဂုံမှုကုန်းမှုတို့ရော့ကတ်အကွက်နဲ့ပြန်တိုက်ခိုက်လိုက်တာပင်လယ်ဓမြတွေလည်းမှောက်ကုန်ပါတော့တယ်အားလုံးကလည်းအံ့အားသင့်ပြီးတော့ဘာကောင်ကြီးလဲငါကောင်ကြီးလဲမေးတော့မှသူဟာရောဘာလူသားဖြစ်ကြောင်းကိုပြန်ဖြေလိုက်ပါတယ်ခင်မကြီးအယ်ဗီတာကတော့နဆိုးအသီးဆွမ်းဆိုတော့ရိတ်မိသွားခဲ့ပါတယ်လူဖီကလည်းသူဟာဂုံမှုကွန်မြူနီတီအသီးကိုစားထားကြောင်းကိုပြောပြလိုက်ပါတယ်တခင်မကြီးအယ်ဗီတာကလည်းနဆိုးအသီးတွေအကြောင်းကိုကြားပူးရမယ်ရုံနှမ်းပုံမင်းတွေလို့ထင်ခဲ့ကြောင်းတကယ်ရှိမှမသိခဲ့ကြောင်းတွေကိုပြောကလူဖီကိုမင်းကတိုက်ရိုက်ခိုက်လဲကောင်းတယ်မင်းကပင်လယ်ဓမြမဟုတ်ဆိုးလားဆိုပြီးတော့မေးလိုက်ပါတော့တယ်လူဖီကလည်းသူဟာပင်လယ်ဓမြဖြစ်ကြောင်းကိုပဲပြန်ဖြေလိုက်ပါတယ်အချိန်တည်းမှာပဲခုနကသခိုးမလေးကလည်းပင်လယ်ဓမြတွေစီကတဲ့ရတနာတွေကိုခိုးထုတ်နေခဲ့ပါတယ်အယ်ဗီတာကပင်လယ်ဓမြဆိုလို့ရှိရင်မင်းရဲ့အဖွဲသားတွေကဗမာလဲဆိုပြီးတော့လူဖီကိုမေးလိုက်ပါတော့တယ်လူဖီကလည်းအခုတော့တယောက်တည်းဖြစ်နေကြောင်းနဲ့တစ်ချိန်ကျရင်ရှိလာမည်ဖြစ်ကြောင်းအနည်းဆုံး10ရောက်တော့ရှာမည်ဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။အယ်ဗီတာကလည်းအဲ့ဒါဆိုမင်းကလည်းပင်လေဓမြပဲပေါ့။အဲ့ဒါဆိုမင်းနိုင်ငံကရန်သူတွေပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ကြားတဲ့ကကိုဘီကလည်းလူဖီပြောခဲ့တဲ့စကားတွေကိုပြန်ကြားရောက်ကအယ်ဗီတာကိုပင်လေပြင်မှာရုပ်အဆိုးဆုံးဖတ်တီးမကြီးဆိုပြီးတော့အော်ပြောလိုက်ကရေသက်သားလုပ်ပြီးလို့ရှိရင်လူဆိုးတွေပင်လေဓမြတွေကိုလိုက်ဖမ်းတော့မယ်ဆိုပြီးတော့အယ်ဗီတာကိုအော်ပြောလိုက်ပါတယ်။ထိုစကားကြောင့်အခြားပင်လေဓမြတွေလည်းချော့ရသွားခဲ့ပါတယ်။လူဖီကတော့သဘောတွေကျနေပြီးအယ်ဗီတာကတော့ဒေါသတွေထွက်ကကိုဘီကိုတန်တင်းပုံနဲ့ရိုက်လိုက်ပါတော့တယ်။ဒါပေမဲ့လူဖီကပဲအရှိရနဲ့ဝင်ကာပေးလိုက်ပါတယ်ဒါပေမဲ့လည်းရောဘာလူသားဖြစ်နေတဲ့လူဖီကတော့ဘာမှကိုဖြစ်မသွားခဲ့ပါဘူးလူဖီကလည်းဂုံမှုကွန်မြူနိုပစ္စတိုအကွက်နဲ့ပြန်ထိုးချလိုက်တာအယ်ဗီတာလည်းအဝေးကိုရင်းထွက်သွားခဲ့ပါတယ်လူဖီကခေါင်းဆောင်ကြွားလို့ကြောက်လန့်နေတဲ့ပင်လယ်ဓမြတွေကိုရေတက်ထဲဝင်ကျင်နေတဲ့ကိုဘီအတွက်လေဒင်းပြလိုက်ဖို့ကိုပြောပါတယ်ဒီအချိန်မှာပဲသူတို့တမော့နာကိုရေတက်တမော့3စီးကရောက်လာကအမြောက်နဲ့စတင်ပစ်ခတ်ပါတော့တယ်ဒီအချိန်ရေသက်စီသွားလို့ရှိရင်အဖမ်းခံရမှာတိနေတဲ့ကိုဘီကလည်းရောရောင်ပြီးလူဖီနဲ့အတူထွက်ပြေးပါတော့တယ်ခုနကတခိုးမလေးကလည်းရတနာတွေကိုခိုးယူပြီးမို့လို့ထွက်ပြေးဖို့လုပ်နေပါပြီသူတို့ထွက်ပြေးလို့လွတ်လာကြအပြီးမှာတော့ကိုဘီကလည်း One Piece ဆိုတဲ့ရတနာကြီးကိုရှာခြင်း Grand Line ကိုဖျက်သွားရမည်ဖြစ်ကြောင်းနဲ့ထိုနေရာကိုပင်လယ်ဓမြတင်းကြိုင်လို့လည်းခေါ်ကြောင်းကိုပြောပြနေခဲ့ပါတယ်။အဲအားကြောင့်လူဖီကလည်းသူကတကယ်တော်တဲ့အဖွဲ့ဝင်တွေကိုလိုချင်ကြောင်းနဲ့ခုနက Evita ပြောတဲ့ကြေးသားပင်လယ်ဓမြမဟုတ်ဆိုဇိုးလိုကိုအဖွဲ့လိုက်ခေါ်ခြင်းကြောင်းကိုပြောပြပါတယ်။ဒါပေမဲ့ကိုဘီရဲ့ပြောကြားချက်အရဇိုလိုဟာဤသက်စကန်တစ်ခုမှာအဖမ်းခံရကြောင်းကိုသိလိုက်ရကသူတို့တငယ်ချင်းတွေလည်းဇိုလိုရှိနေတဲ့ဤသက်စကန်ရှိရာကြောင်းကိုရက်လွင့်လာရင်လည်း One Piece ပိုင်းတစ်လေးကဒီနေရာပဲသက်သိမ်းသွားခဲ့ပါတယ်။လူကြီးမင်းသား One Piece fan တယောက်ဆိုလို့ရှိရင် One Piece နဲ့ပတ်သက်တဲ့ theory တွေနဲ့တိထိုက်တဲ့အကြောင်းအရာတွေကိုလည်းရရင်ရသလိုတင်ပေးတော့မှာမို့လို့ channel လေးကို like and follow subscribe share လေးတွေလုပ်ပေးပြီးတော့အားပေးခဲ့ကြပါဦး။သိချင်တာလေးတွေကိုလည်း comment မှာရေးပေးခဲ့ကြပါဦး။မေလ9ရက်နေ့ဟာကျွန်တော်တို့ရဲ့ Monkey Luffy ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ A Way of the Recap channel ရပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။